ဒီပိုင်းလေးရဲ့စမှာတော့မိဝါကတူတူကြောင်းရဲ့နားချိန်မှာမိုင်းတော်ပြခဲ့ဘူးတဲ့မာကီအကြောင်းကိုပြန်တွေးမိနေခဲ့ပါ။ဒေတာကောင်တွေကိုမျက်မှန်ရဲ့ကူညီမပါရင်မမီရပဲနဲ့ဒေတာပစ္စည်းတွေရဲ့ကူညီသုံးနေရတဲ့တာမန်လူပါပဲဆိုပြီးတော့ပြောပြီးတော့ဘာလို့ဂျီဂျီစုပညာရှင်ဖြစ်လာလဲတော့မှမစင်စားတတ်ဘူးလို့ပြောပြခဲ့တာပါ။ဒါပေမဲ့တကယ်တိုက်ပွဲမှာတော့မာကီကဘလောက်တတ်မှလဲဆိုတာမိဝါတယောက်ကတော့လက်တွေ့မြင်ရပြီးတဲ့ဖြစ်ပါ။လက်ကိုသုံးပြီးတော့တိုက်တဲ့သူတိုက်ချက်တွေကပြန်ချဖို့တော့ခက်ခဲရပါ။လက်မသွားတာပါနေရင်တူတင်နေလောက်ပြီးဆိုပြီးတော့မိဝါကလည်းတွေးနေမိပါ။အဆင့်44ဂျီဂျီစုပညာရှင်ဆိုတာကိုတော့မှမယုံနိုင်ပဲဖြစ်နေခဲ့ပါ။ကျင်းမြောက်ရှုပ်ထွေးရဲ့နေရာမှာတော့မှလက်ကိုကသုံးနိုင်နေတာလည်းဖြစ်ပါ။တိုင်းနေရင်းနဲ့မိဝါကလည်းကဲပါကနေပြုတ်ကြကအောက်ကချောင်းထဲကိုကျသွားခဲ့ပါ။ချက်ချင်းပဲမာကီကလည်းခုံစင်းလာကဆက်တိုက်လိုက်ပါ။မိဝါကလည်းသူ့ရဲ့ပတ်ပတ်လည်2မီတာကိုကကွယ်နိုင်တဲ့သူ့ရဲ့စွမ်းကိုထုတ်တော်လိုက်ပါ။ဒါပေမဲ့သူ့ရဲ့စွမ်းအားချထားတဲ့နေရာကိုတန်နေမိရင်တော့သူ့သားစီကပြက်ပြဲသွားမှလည်းဖြစ်ပါ။အဲ့ဒီစွမ်းအားကသူမရဲ့လက်နက်ကိုပါစွမ်းအားဖို့တိုးစီနိုင်တာလည်းဖြစ်ပါ။အဲ့ဒီအကွက်နဲ့မာကီကိုမနိုင်တော့ပေမဲ့လည်းခုခံနေတာထက်တိုင်လူတော့ရမယ်ဆိုပြီးတော့တွေးပြီးတော့တုံလိုက်တာပါ။မာကီကတော့မိဝါကသူမရဲ့လက်ကိုချိုးပြီးတော့အတစီးယူခြင်းနဲ့မဲ့တတိထားမိကပြန်ကိုကိုပါသားပဲချိုးပစ်လိုက်ကတချံကိုမိဝါစီကိုလွတ်ပစ်လိုက်ပါ။မိဝါကလည်းလေးလိုက်ပေမဲ့အဲ့ဒီနောက်မှာတော့မာကီရဲ့လက်နက်ပုံတစ်ခုကိုပါပါလာတာကြောင့်ရှောင်းရီတော့မှပဲမာကီကအနားကိုရောက်လာကကျန်တဲ့လက်တစ်ပိုင်းနဲ့တိုက်ခိုက်ပါတော့တယ်။အဲ့တော့မိဝါကိုမာကီကကိုင်ပေါက်ပစ်လိုက်တာကြောင့်မိဝါရဲ့တားစီကလည်းပြက်ပြက်သွားပါ။သူမကမြေပေါ်မှာပြန်ကြားလာချိန်မှာပဲတူတာကမာကီလက်ထဲကိုရောက်နေပါပြီ။တိုက်ပွဲတွေကိုတော့လှုပ်ထားတဲ့ကြီးကန်းတွေကနေတဆင်ကိုကျူလိုကကြည့်နေခဲ့တာပါ။မာကီကိုဘာလို့အစင်းနဲ့ကိုတိုးမပေးတာလဲဆိုပြီးတော့မိတော့ဇဲရင်ကလည်းမြို့ကလက်မခံခဲ့တာကြောင့်ဆိုပြီးတော့ကိုကျူကပြောပါ။ပြီးတော့အင်းတွေကတ်ထားတဲ့ချိန်စာကောင်တွေကိုအဲ့ဒီကတဝိုက်မှလွတ်ထားပြီးတော့ကျေးဇူးကောင်နေခံလိုက်ရင်အင်းတွေကမီးကြောင်သွားမှလည်းဖြစ်ပါ။တူကျူအတင်းဘက်ကနိုင်ရင်တော့အနီးရောက်မီးကြောင်နဲ့ကျူတူအတင်းဘက်ကဆိုရင်တော့အပြားရောင်ပါပြီးတော့ကျေးဇူးဆွဲနေမရှိတဲ့မာကီလည်းရှိနေတာကြောင့်အမျိုးအစားမသိတဲ့ဆွမ်းအားဆိုရင်တော့အနီးရောက်ပေါ်မှလည်းဖြစ်ပါ။ဒါပေမဲ့နှစ်ဖက်လုံးကတော့အဲ့ဒါတွေကိုပဲခီယူမဆိုင်ပင်နဲ့နှစ်ဖက်ကချူစတိုက်ခိုက်နေခဲ့ကြပါ။လူပါရာကတော့လေပေါ်မှာဝဲနေရဲ့ဟီရီမီယာကိုပါလိုက်ဖန်နေရပါ။နီရီမီယာရဲ့လေချိန်စာဆွဲအားကလည်းကြည့်တာကြောင့်နူဘာရာကလည်းကကွယ်နေတော့မှတူးနောက်ဘက်ကိုနီရီမီယာရဲ့တပြက်စီးပြတ်ကိုက်ရောက်လာတာကြောင့်လက်ကြည့်လိုက်တဲ့နူဘာရာမျက်နှာတက်တက်ကိုမှန်သွားခဲ့ပါ။နီရီမီယာကလည်းမျက်နှာပေါက်ကအမှားယူဆိုတာယောက်ျားတွေတော်တော်ခုံယူစရာဆိုပေမဲ့မိန်းမတွေအတွက်ကတော့ချုပ်ရင်းချက်ပဲလို့ပြောကဂျီဂျီစုပညာမှာကျွမ်းကျင်ဖို့ဆိုရင်တန်မဖို့ရောချစ်စရာကောင်းမှုပါလို့ကြောင့်ပြောကမိုင်းသားဆိုရင်ဒီထက်ဆိုရတွေကိုပါရင်ဆိုင်နိုင်ကြောင်းပြောပါ။နူဘာရာကလည်းသူမရဲ့ချိန်စာအပ်တွေနဲ့ပြလိုက်တော့နီရီမီယာကလည်းထိသွားပြီးတော့လေပေါ်ကပြုတ်ကျသွားပါ။ဒါပေမဲ့လည်းပြန်တက်ကဘယ်ကနေပေါ်လာမှန်းမသိတဲ့တူကဲကိုပါကယူဆိုင်ရပါ။အဲ့နောက်မျိုးနယ်စုကြီးတုပ်ခုတဲ့ကတစ်ခုဖြစ်တဲ့ဇင်းအိမ်မျိုးနယ်မှာဂျီဂျီစုပညာရှင်သားမဟုတ်ရင်လူတို့တော်မှတတ်မဲ့မခံရကြောင်းပြောပြပါ။နီရီမီယာကမိုင်းကိုမကြည့်ရဲ့နူဘာရာကိုမိုင်းရဲ့ဘဝဟာဇင်းမျိုးနယ်စုအနေနဲ့ဘလောက်တောင်ခက်ခဲခဲ့တယ်လဲဆိုတာကိုပြောပြနေပါ နောက်ပြီးတော့ချိန်စာကောက်ကိုတငယ်ချင်းတော်ထားတဲ့လူတွေကဘယ်နားလဲနိုင်ပါမလဲဆိုပြီးတော့ခက်နေနေခဲ့ပါလူဝါရာကတော့ဒေါသထွက်ကသူမရဲ့အပ်တွေနဲ့တစ်ပင်တွေကိုထိုးဆက်ပြီးတော့နီရီမီယာရဲ့တပြက်စီကအမြင့်တစ်ခုကိုယူလိုက်ပါပြီးတော့သူမရဲ့ချိန်စာရုပ်တစ်ထက်ကချိန်စာရုပ်ကိုတန်ရိုက်ပစ်လိုက်တော့နီရီမီယာရဲ့တမြန်စီကလည်းပြုတ်ကျသွားခဲ့ပါလူဝါရာကလည်းနီရီမီယာကိုတူးနဲ့ရိုက်ချင်ပေမဲ့လည်းတီးသွားမှဆိုးရကြောင်းအယုတ်တူနဲ့ပဲအားရပါရရိုက်လိုက်ပါအဲ့ဒီအချိန်မှာချိန်စာစွမ်းရင်တစ်ခုကြောင့်လူဝါရာကအဝေးကိုလင်းဆင်သွားကလဲကျသွားခဲ့ရပါနီရီမီယာကလည်းလှမ်းကြည့်လိုက်တော့တော်တော်ဝေးအကွာဝေးကနေပြီးတော့တစ်ပစ်ဘောကနေပြီးတော့မိုင်းပြလိုက်တဲ့ကြည်စံကြောင့်မှန်းတည်သွားခဲ့ပါ။ရောဝါကြည်စံမို့လို့ဆင်းမပူကြောင့်ဖုန်းဆက်ကမေချမာရုကိုဆက်တယ်မရတော့တာကြောင့်ရှုံးသွားလောက်ပြီးဖြစ်ကြောင်းကိုပြောပါ။အဲ့ဒါကြောင့်ကျန်တဲ့လူတွေကိုအပေါ်ကနေပြီးတော့ကိုညီပေးဖို့ပြောကဖုန်းချလိုက်ပါ။အဲ့ဒီချိန်မှာပဲမိုင်းပေးကိုမာကီတယောက်ကရောက်လာခဲ့ပါပြီ။မိုင်းနဲ့မာကီဟာအမွှာနီမဖြစ်ပြီးတော့ချိန်စာတွေကိုမမြင်နိုင်တဲ့မာကီကိုတော့ဇင်းအိမ်မျိုးနယ်ကနေနှင်ထုတ်လိုက်တာကြောင့်ဂျီဂျစ်စုချောင်းကိုတက်နေခဲ့ပေမဲ့လည်းဇင်းအိမ်မျိုးနယ်ကမာကီကအဆင်မတန်အောင်လို့တိုက်ပြီးတော့ပိတ်ပင်နေကြဆဲပဲဖြစ်ပါ။မိုင်းကလည်းမာကီကိုတနက်နဲ့လှပ်ပြလိုက်ပေမဲ့လည်းမာကီကတော့မိဝစီကယူလာခဲ့တဲ့ဓာတ်နဲ့ပဲပိုင်းပစ်လိုက်ပါ။အဲ့နောက်မိုင်းနှင်းထားတဲ့တစ်ကိုင်းကိုဖြစ်ပစ်လိုက်တာကြောင့်မိုင်းလေးပြုတ်ကျသွားပါ။ငယ်ကလေးကကြောက်တဲ့မိုင်းကိုမာကီကပဲစောင့်ရှောက်ခဲ့တာလည်းဖြစ်ပါ။မာကီကတက်မကြောင်းကိုမိုင်းကတော့အရှင်ကလေးကတည်နေခဲ့တာလည်းဖြစ်ပါ။မာကီကဇင်းအိမ်မျိုးနဲ့ခေါင်းဆောင်ကိုသူမကထွက်သွားခဲ့ပြီးတော့ခေါင်းဆောင်နေရာကိုယူမှဖြစ်ကြောင်းပြောကထွက်သွားခဲ့ပါ။တရားပွဲကြံနေခဲ့တဲ့မိုင်းကတော့အမဖြစ်သူကိုမချစ်နဲ့ပဲမုန်းတီးနေခဲ့ပါ။တနက်နဲ့ဒါတိုက်ပွဲမှာတော့မာကီရဲ့မြန်ဆန်မှုနဲ့လှုပ်ရှားမှုနှုန်းတွေကိုမမြင်နိုင်ဘဲနဲ့ရှမ်းပြနေရပါ။အဲ့နောက်တစ်ပင်ကွယ်တစ်ခုကနေပြီးတော့မာကီကခုံထွက်လာတဲ့ခါမှာတော့မိုင်းရဲ့ပစ္စတိုက6ချက်လုံးပြပြီးသွားပြီမို့လို့ကြည်လဲဖို့လိုနေပြီလို့တွက်ပြီးတော့မာကီကအဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့တိုက်ဖို့လုပ်ပါဒါပေမဲ့မိုင်းရဲ့တကယ်စွမ်းအင်ကချိန်စာစွမ်းအင်အများကြီးလိုတဲ့ကြီးတစ်ခုကိုထုတ်နိုင်တာဖြစ်ပြီးတော့ဒီရဲ့ကိုတစ်ခုပဲထုတ်နိုင်တာလည်းဖြစ်ပါအဲ့ဒါကြောင့်ကျန်တဲ့အချိန်တွေမှာပစ္စတိုကိုတုံတာပါဒီကြီးစံနဲ့မာကီကိုပြစ်လိုက်ပေမဲ့လည်းမာကီကလက်ဖလာနဲ့ပဲကြီးစံကိုဖန်ဆိုလိုက်ပါပြီးတော့ဘာမှမဟုတ်သလိုထွေးပြစ်လိုက်တာမို့လို့မိုင်းကလည်းတော်တော်မခံချင်ဖြစ်တာကြောင့်ရန်တန်ပြီးတော့မာကီကိုတနေ့နေ့ရိုက်ဖို့လုပ်ပေမဲ့လည်းမာကီကတော့အတားအရာပဲရှောင်နေခဲ့ပါအဲ့ဒီနောက်မှာတော့အတိအတာကြီးမာကီစီမှာရှုံးနေသွားခဲ့ပါမိုင်းကမာကီကိုဘာလို့အိမ်ကနေပြီးတော့ထွက်သွားခဲ့တာလဲဆိုပြီးတော့မိတော့ဂျီဂျစ်စုပညာရှင်ဖြစ်ချင်တာမို့လို့မဲ့အတိတာကြီးမလားဆိုပြီးတော့ပြောပါမိုင်းကလည်းအဲ့ဒါနဲ့ဂျီဂျစ်စုចောင်းကိုလာတတ်တာမဟုတ်ဘူးသားလို့ဆိုပြီးတော့မိတော့မိုင်းကသူမကဂျီဂျစ်စုပညာရှင်မဖြစ်ချင်ပဲနဲ့မာကီကကြိုးစား
တာကြောင့်သူမလည်းရွေးချယ်စရာမရှိဘဲနဲ့ကြိုးစားခဲ့ရတာဖြစ်ကြောင်းပြောပါတယ်။ဘာလို့အိမ်မှာပဲအလုပ်နဲ့လုပ်ပြီးတော့မနေနိုင်ခဲ့တာလဲဆိုပြီးတော့မေးခဲ့ပါတယ်။မာကီကတော့တောက်တူပဲရလုပ်ပြီးတော့နေခဲ့တဲ့အချိန်တွေမှာသူ့ကိုယ်သူမုန်းတီးခဲ့တာကြောင့်ဒီလက်ကိုရွေးခဲ့ရကြောင်းပြောပါတယ်။အဲဒါကြောင့်တောင်းပန်ပါတယ်လို့ပြောတော့မိုင်းကလည်းမီးရီနဲ့ကြံခဲ့ပါတော့တယ်။မဲကူမီကတော့ကာမိုနဲ့အစာအုပ်တစ်ခုထဲမှာရင်ဆိုင်နေရတာပါ။ကာမိုရဲ့ချိန်စာများတွေကိုရှောက်တဲ့ရင်းနဲ့ညရဲ့ထိပ်တွေမှာတွေးတွေပါနေတာကြောင့်သတိထားမိတော့ခဲ့ပါတယ်။ကာမိုရဲ့စွာအားကတူတူနဲ့ထိတမအရာအလုံးကိုထိန်းချုပ်နိုင်နေတာလည်းဖြစ်ပါတယ်။ကာမိုကသူ့ရဲ့နောက်ဆုံးချန်နယ်မြားကိုအာယုံလွှဲတဲ့အနေနဲ့ပြစ်လိုက်ပြီးတော့မဲကူမီကိုလက်တီးနဲ့ထိုးလိုက်ပါတယ်။အဲ့နောက်မှာကာမိုရဲ့ပိတ်နေတဲ့မျက်လုံးတစ်ဖက်ကလည်းပွင့်လာကသူ့ရဲ့လင်မြန်နှုံးနဲ့ခွန်အားကလည်းခုနကထက်တော်ကိုတိုးတက်လာပါတယ်။ကာမိုရဲ့တွေးစွမ်းအားကခန္ဓာကိုယ်အပူချိန်တွေးခုံနှုံးကနေပြီးတော့တွေးနေဦးအရေးအတွက်တွေထိကိုထိန်းချုပ်လို့ရတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ညီဝကဒါမရှိရတာကြောင့်စမတိုင်နိုင်တော့ပဲနဲ့ရောင်းနဲ့ရက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမဲချမာရုစီကနေပြီးတော့ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်ပေမဲ့လည်းတိုဂဲရဲ့အတန်ထွက်လာကအိတ်တော်လို့ပြောလိုက်တာကြောင့်မိဝကလည်းအိတ်ပြောသားခဲ့ပါတယ်။အဲ့နောက်တိုဂဲကလည်းမဲကုံမီရဲ့မြေခွေးကိုပြန်ပို့လိုက်တဲ့အချိန်မှာပဲကြီးမားတဲ့ချိန်စာစွာအင်ကိုအာယုံခံလိုက်မိပါတယ်။စောက်ကြည့်နေတဲ့ဖွဲကတော့တော်ထဲမှာအိပ်ပျော်နေတဲ့မိဝကိုသွားခေါ်ဖို့လုပ်ပါတယ်။ကျူတူကကြောင်ကတော့အေရီယာတွေကိုလွတ်ထားတဲ့အဆင့်1နီးပါးရှိတဲ့ချိန်စာကောင်ကိုထိန်းချုပ်နိုင်တဲ့အနေနဲ့ဝီစီကိုကာမှုကိုပေးထားပြီးတော့အဲ့ဒါကိုတောင်းကအီတာဒိုတွေကိုတတ်ဖို့အမိန့်ပေးထားတာလည်းဖြစ်ပါတယ်။ချိန်စာကောင်ကကာမှုဝီစီမမောက်မချင်းကိုလှုပ်ရှားမှာမဟုတ်ပါဘူး။ကြောင်ကလည်းသူတို့နဲ့တိုက်ထားတဲ့အီတာဒိုရီသားဆိုရင်ပြင်မဲနေမှာမဟုတ်လို့အစ်စ်1ရောက်ခံနေတဲ့ချိန်စာကောင်ကိုနိုင်မှာမဟုတ်ဘူးဆိုပြီးတော့တေချာတွက်ထားတာလည်းဖြစ်ပါတယ်။တော့အုတ်ထဲကတိုကဲကသူအာယုံရတဲ့နေရာကိုကြည့်လိုက်တော့သူတို့တိုက်ရမယ့်ချိန်စာကောင်ကိုတွေ့လိုက်တာကြောင့်အသေးပြလိုက်ပေမဲ့လည်းချိန်စာကောင်ကချက်ချင်းလဲကျသွားပြီးတော့ချိန်စာကောင်ရဲ့နောက်ကနေပြီးတော့ဘဲကမသိတဲ့ချိန်စာကောင်တစ်ကောင်ကထွက်လာတာကိုတွေ့လိုက်ရှာပါတယ်။ကဲတော့အေဒီယာတွေကိုချိန်စာအသုံးပြုသူဖွဲ့စည်းကရောက်နေတာလည်းဖြစ်ပါတယ်။ဘာကြီးတူတိုက်ဖို့စိတ်ဝင်စားတာကကလေးတွေမဟုတ်ပဲနဲ့ခိုးချိုးရုပ်ကိုပါကမ္မဟာမျိုးနဲ့စုကြီး3ခုတဲ့ကနေတစ်ခုရဲ့ခေါင်းဆောင်မှရှိတဲ့တရားမဝင်မိန်းမကနေပြီးတော့မွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့နောက်တရားဝင်မိန်းမကစက်ခဲမဲ့လူမမွေးပေးနိုင်တာကြောင့်သူကိုတားကြီးဖြစ်ပါတရားဝင်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်နောက်ထပ်တက်မဲ့ခေါင်းဆောင်ဖြစ်တဲ့သူ့အနေနဲ့နိုင်အောင်တိုက်ဖို့လိုပါတယ်။အဲဒါကြောင့်မဲကူမီကိုအနီးကတိုက်ခိုက်ပေမဲ့မဲကူမီကလည်းကလေးတိုက်ခိုက်တာကြောင့်တိတ်တော်ထိမနာခံခဲ့ပါဘူး။စစ်ခုတ်ကတောင်းတဲ့လူတယောက်အနေနဲ့အနီးကတိုက်ခိုက်နိုင်တာကောင်းတယ်လို့ကာမိုကပြောပါတယ်။မဲကူမီကလည်းဘာလို့ရင်းနှီးချင်အောင်စောင့်နေတာလဲလို့ပြောတော့မဲကူမီကအနာဂတ်မှာအင်အားကြီးလာမယ့်မျိုးနဲ့ကိုထောက်ပံ့ပေးရမယ့်ထောက်တိုင်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောပါတယ်။မဲကူမီလည်းကျူတူကျောင်းကြီးကာကုကန်ချီရဲ့အမိလားဆိုပြီးတော့မိတော့ကာမိုကတူတပေါင်းနဲ့သူဖြစ်ကြောင်ဖြေပါတယ်။မျိုးနဲ့ရဲ့ခေါင်းဆောင်ဖြစ်လာမယ့်သူကိုမဲကူမီကလည်းအတူတူပဲမို့နားလဲတယ်မလားလို့ပြောတော့မဲကူမီကသူ့ရဲ့ဇဲအိမ်မျိုးနဲ့မပတ်သက်တော့တာကြောင့်နောက်တက်မဲ့ခေါင်းဆောင်ဟာမာကီကိုတောက်သွားပြောဖို့ပြောလိုက်ပါတယ်။ပြီးတော့သူကသူ့အသီးစိတ်ကိုပဲရှုံတာဖြစ်ပြီးတော့အသီးစိတ်နဲ့လူတွေကိုကကွယ်ပေးပြီးတော့နှောက်ရှက်တဲ့လူတွေကိုတော့ချိန်စာတိုက်ပြီးရုံပဲလို့ပြောပါတယ်။အဲ့နောက်မဲကူမီကလည်းချိန်စာဆွမ်းတော်ကိုလို့တခါပဲထုတ်လို့ရတဲ့ချိန်စာစင်ကိုထုတ်လိုက်ပါတယ်။ချိန်စာစင်ကလည်းရင်းနှီးတိုက်ခိုက်တာကြောင့်ကာမိုကလည်းအဆောင်အကနေလင်းစင်ကပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာမဲကူမီကလည်းသူ့ရဲ့တင်းခက်ကိုစင်ခေါ်ကရက်စစ်စွမ်းအိမ်နဲ့ထက်လိုက်တော့ရင်းနှီးရဲ့စစ်ပေါင်းကကာမိုတယောက်ကရှော့ဖြစ်နေပါတော့တယ်။အဲ့နောက်ပြုတ်ကျနေတော့မှပဲသူ့ရဲ့တွေ့အိတ်တစ်ခုကိုဖောက်ကတင်းငက်စီကိုပြစ်လိုက်ပြီးတော့တွေးစွမ်းအားနဲ့ချုပ်ပစ်လိုက်ပါတယ်။အဲ့နောက်မဲကူမီနဲ့နှစ်ယောက်ရှင်တိုက်ဖို့လုံးနေကြတော့မှပဲသူတို့နောက်ကခြေတောင်နဲ့အတန်ကြီးနဲ့အတူဘာမှမသိတဲ့အရာတစ်ခုကပေါ်လာတာကြောင့်ကြောင်ကြည့်နေကြတော့မှပဲတူဘဲကပြင်းနေရင်လည်းပြီးကြတော့လို့ပြောလိုက်တာကြောင့်သူတို့ကလည်းထွက်ပြေးကြပါတော့တယ်။စောင်းကြီးကန်ထဲကနေပြီးတော့အင်ခွက်တွေကအကုန်တပြိုင်တည်းနောက်သွားကအနီရောင်ခွက်တွေဖြစ်တာကြောင့်စစ်ကြည့်ပေမဲ့လည်းစောင်းကြီးတဲ့ကြီးကန်တွေစီကနေပြီးတော့ဘာမှမမြင်ရတာကြောင့်စီးရင်နဲ့မပါတဲ့စွမ်းအားဆိုရင်အနီရောင်ပဲပြပါကိုခရီးထားမိတ်သွားပါတယ်။အဲဒါကြောင့်ကျူးကျော်သူတွေရောက်နေတဲ့ဆိုတာတတိထားမိတ်သွားခဲ့ပြီးတော့တူကျူကျောင်းကြီးကတေကန်စီကိုတူသွားကြည့်မှမို့လို့ကိုကျိုကိုကျန်တဲ့လူတွေကိုစောင်းရှောက်ပေးဖို့ပြောပါတယ်။မင်းကတော့ထိန်းချုပ်ခံကနေပြီးတော့ကျောင်းသားတွေရဲ့ဒီနေရာကိုရှာကကျုပ်ကူတော့တရင်ပေးဖို့ဆိုပြီးတော့ပြောပါတယ်။မဲကူမီတတိုက်ကလည်းဘာမှမသိတဲ့ချိန်စာစီကနေပြီးတော့အာခွန်တုံကပြေးရပါပြီ။ဒါပေမဲ့လည်းချိန်စာကကြီးပါလို့နာကြောင့်သူတို့လည်းပိတ်မိနေခဲ့ပါတယ်။ချိန်စာကောင်ဖွဲကတော့အေဒီယာတစ်ခုလုံးကိုသူတို့ရဲ့အတားစီနဲ့စပြီးတော့ပိတ်ပစ်နေပြီးလည်းဖြစ်ပါတယ်။ခူးကျူကလည်းတားစီကိုကန်ကြည့်ပေမဲ့လည်းဝင်လို့မရတာကြောင့်နောက်ဆုတ်လိုက်တော့မှပဲခူးကျူနဲ့ပါလာတဲ့လူတွေကုန်ဝင်လို့ရသွားပြီးတော့ဝင်လို့မရတာသူတယောက်ပဲရှိကြသတိထားမိသွားခဲ့ပါတယ်။အဲဒါကြောင့်လည်းဦးတာဟိမဲနဲ့ကျူတူချောင်းအုပ်ကိုအရင်ဝင်နေဆိုပြီးတော့ပြောလိုက်ပါတယ်။အထဲကိုဝင်လာချင်းမှာပဲပြင်းထန်တဲ့ချိန်စာဆွမ်းအားကိုခံစားလိုက်ရပြီးတော့ချိန်စာအသုံးပြုသူတယောက်ကထွက်လာခဲ့ပါတယ်။ကျောင်းကကုကန်ချီကလည်းတူထိန်မှဖြစ်လို့ဦးတာဟိမဲကိုကလေးတွေကိုတွားခဲ့ဖို့ပြောပါတယ်။ချိန်စာကောင်တွေကလည်းသူ့ကိုထင်တင်းနေတော့မှပဲကကုကန်ချီက electric guitar ကြီးကိုထုတ်ကစတီးပါတော့တယ်။မဲကူမီကမွန်နဲ့တူခဲ့တဲ့3ယောက်ကတော့သူတို့နောက်ကိုလိုက်လာကြတဲ့ချိန်စာကောင်နဲ့တက်တက်ကြီးတူးနေကြပါပြီ။မဲကူမီကဒီချိန်စာကောင်ကဂူကျုကိုတိုက်ခဲ့ဖူးတဲ့ချိန်စာကောင်မှန်းတီတော့ကဟူကျုကိုဖုန်းခေါ်ဖို့လုပ်ပါတယ်။ချိန်စာကောင်ကလည်းရုတ်တရက်ကိုလှုပ်ရှားကဖုန်းကိုခွဲပစ်လိုက်ပါတယ်။တူဝဲကလည်းမလုံးနဲ့ဆိုပြီးတော့ချိန်စာကောင်ကိုပြောလိုက်ကချိန်စာကောင်ညင်နေတော့မှပဲကာမိုကသွေးစွမ်းအားနဲ့တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီပြေကမှမဲကူမီရဲ့တင်ခန့်နဲ့ပါတိုက်လိုက်ပေမဲ့လည်းချိန်စာကောင်ကတော့လုံးဝကိုမဖြုံပါဘူး။ပြီးတော့ချိန်စာကောင်ကလည်းစကားပြောတော့တခြားဘာသာစကားတစ်ခုဖြစ်နေပေမဲ့လည်းသူတို့ကနားလဲနေကြလို့အံ့ဩနေပါတယ်။ချိန်စာကောင်ကသူကကဘာကြီးကိုကာကွယ်ခြင်းရုံပဲဆိုပြီးတော့ပြောပါတယ်။အဲ့ဒီကဘာမြေကြီးကပဲလူသားတွေကြောင့်နာကျင်ရတာမို့လို့အကောင်လုံးတေမအေးမဲဆိုကတိုက်ခိုက်ဖို့ပြင်ရင်နဲ့ဒီပိုင်းတွေကလည်းဓမ္မတွေပဲပြီးဆုံးသွားခဲ့ရပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်